သူဟာလစာ1000ရတဲ့လုံခြုံရေးဝန်ထမ်းတစ်ယောက်ပါတစ်နှစ်ပွဲတစ်ပွဲကြည့်ပြီးနောက်သူအံ့ဩစရာတစ်ခုကိုသဘောပေါက်သွားတယ်သူတစ်နှစ်ပတ်လုံးပင်ပန်းလုပ်ရတာကကစားသမားတစ်ယောက်ပွဲတစ်ပွဲကနေရတာနဲ့တောင်မမီဘူးရစ်ချက်စိတ်ထဲလှုပ်ရှားသွားပေမဲ့သမီးတွေကိုလေ့ကျင့်ပေးဖို့ကအချိန်နှောင်းနေပြီသမီးတွေတောင်မမွေးသေးခင်ကတည်းကရစ်ချက်ကအသေးစိတ်ရေးဆွဲထားခဲ့တာပါအိမ်နီးနားချင်းတွေကသူ့ကိုသမီးတွေကိုငွေရှာတဲ့ကိရိယာလုပ်နေတယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့ဒီဖေဖေကပဲသမီးနှစ်ယောက်ကိုတမိုင်းမှာအကောင်းဆုံးသတင်းနဲ့သမားတွေဖြစ်လာစေခဲ့တာပါသမီးတွေအသက်10နှစ်မှာတင်သူကတင်းနှစ်ကာလတွေစီနေတိုင်းပြေးလွှားနေခဲ့တယ်နီးပြတိုင်းကိုသူ့သမီးတွေကိုခေါ်ဖို့လိုက်ပြောခဲ့တယ်အဲ့ဒီတုန်းကတင်းနှစ်ကလူဖြူတွေရဲ့အားကစားပါလူငယ်ကစားသမားတွေကိုလက်မခံကြဘူးတခြားသူတွေရဲ့အမြင်မှာသူ့အစီအစဉ်ကရစရာမရှိဘူးသူဟာနေတိုင်းနီးပညာတွေလေ့လာပြီးသမီးတွေကိုနေတိုင်းလေ့ကျင့်ပေးခဲ့တယ်နောက်ဆုံးမှာနီးပြတစ်ယောက်ကသူ့သမီးတွေကိုစိတ်ဝင်စားလာခဲ့တယ်ဒါပေမဲ့ရစ်ချက်ကအခချင်းငွေအကုန်ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုခဲ့တယ်ဒီလိုတောင်းဆိုချက်ကြောင့်နီးပြကသူ့ကိုညှင်းပယ်လိုက်တယ်သမီးတွေတက်လာပေမဲ့သူ့ရဲ့အသိပညာကမလုံလောက်တော့ဘူးသူနောက်တစ်ချိန်ထပ်ကြိုးစားဖို့ဆုံးဖြတ်ပြီးကလပ်ကိုခေါ်သွားခဲ့တယ်ထပ်ပြီးညှင်းပယ်ခံရပေမဲ့ရစ်ချက်ကလက်မလျှော့ခဲ့ပါဘူးနောက်ဆုံးမှာတောင်းပန်ပြီးနောက်နီးပြကစမ်းသပ်စစ်ဆေးဖို့လက်ခံခဲ့တယ်သမီးနှစ်ယောက်ရဲ့အရေးချင်းကိုမြင်ပြီးနီးပြကမေးခဲ့တယ်ဒီကနေဘာလို့ချင်းလို့လဲဝင်းပက်တန်ကိုအများဆုံးအကြိမ်ကြီးများစွာစုခူးခြင်းပါတယ်လုံနိုင်မယ်လို့ထင်လို့လားလုံနိုင်မယ်ဆိုတာကျွန်တော်သိပါတယ်နီးပြကအရေးချင်းကိုသိပေမဲ့အကြီးအကျယ်မစွန့်စားခြင်းခဲ့ဘူးအရေးချင်းပိုရှိတဲ့အမကြီးကိုပဲရွေးချယ်လေ့ကျင့်ပေးဖို့ဆုံးဖြတ်ခဲ့တယ်ညီမငယ်ကစိတ်မကောင်းဖြစ်ပေမဲ့ဘာမှမတတ်နိုင်ခဲ့ဘူးမင်းစိတ်မကောင်းဖြစ်နေမှန်းသိပေမဲ့အပယ်ခံရတာမဟုတ်ပါဘူးလေ့ကျင့်ခန်းလုပ်ပြီးတိုင်းရစ်ချက်ကအကုန်ရိုက်ကူးပြီးအိမ်ပြန်ယူလာပေးတယ်မကြခင်မှာပဲအမကြီးကပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ဖို့စည်ရင်းပေးခဲ့တယ်ပထမဆုံးအကြိမ်ရှင်ပြိုင်တာဖြစ်လို့အလွန်မင်းစိုးရိမ်နေခဲ့တယ်ဘောလုံးပေးပို့ရမှာတော့အမားတွေပါသွားခဲ့တယ်ကံကောင်းထောက်မှစွာနဲ့ဖေဖေကဘေးနားမှာရှိနေတယ်တစ်ချိန်လုံးအားပေးနေခဲ့လို့သူ့စကားတွေကစိတ်ကိုတည်ငြိမ်စေခဲ့တယ်တဖြည်းဖြည်းနဲ့အရှိန်ဟုန်ရလာပြီးပြိုင်ဘက်တွေကိုအနိုင်ယူကဖလားဆုခူးခဲ့တယ်နီးပြကအခွင့်အရေးကိုလက်မလွတ်ပဲပုံမြင့်တဲ့ပြိုင်ပွဲတွေစီပို့ပေးခဲ့တယ်အနိုင်ရတာကိုသိသွားတဲ့အခါအမကြီးကနောက်ပွဲတွေမှာပိုတောက်ပါလာတယ်ပွဲတိုင်းမှာပြိုင်ဘက်တွေကိုအပြတ်သက်အနိုင်ယူခဲ့တယ်ကားပေါ်မှာအောင်ပွဲခံနေကြချိန်မှာဖေဖေကစိုးရိမ်နေတဲ့မျက်နှာပေးနဲ့ရှိနေတယ်ပွဲနည်းနည်းပဲနိုင်သေးတာနဲ့ကားပေါ်မှာပြိုင်ဘက်တွေကိုမထီမဲ့မြင်ပြောနေကြတယ်ဖေဖေကဒါဟာပြဿနာတစ်ခုဖြစ်လာမယ်ဆိုတာသဘောပေါက်သွားတယ်တောက်စရာသွားဝယ်ဖို့ပတ်စံပေးလိုက်ပြီးကလေးတွေထွက်သွားတာနဲ့မောင်းထွက်သွားတယ်ဘယ်သွားမလို့လဲရစ်ချက်ရဲ့အမြင်မှာမမာနာကနောင်လာမဲ့ပြဿနာတွေရဲ့အစပဲဖြစ်ပါတယ်ကံကောင်းလို့သူ့ဇနီးကသူ့ကိုတားဆီးနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲအိမ်နီးနားချင်းကရစ်ချက်ရဲ့မိသားစုကိုကလေးသူငယ်အလွဲသုံးစားလုပ်မှုနဲ့တိုင်ကြားခဲ့တယ်သူ့ရဲ့တင်းကျပ်မှုကကလေးတွေလမ်းမရောက်အောင်လို့ရစ်ချက်ကရှင်းပြခဲ့တယ်ရဲတွေလည်းဘာအထောက်ထားမှမတွေ့ခဲ့ရပဲသမီးတွေကပွဲတွေမှာစက်တိုက်နိုင်နေခဲ့တယ်မကြခင်မှာပဲကုန်အမှတ်တစိတ်စပွန်ဆာတွေရောက်လာကြတယ်နီးပြနဲ့ယင်းနှိမ့်မြုပ်နှံသူတွေကအမကြီးကိုစာချုပ်ချုပ်ဖို့တောင်းဆိုခဲ့တယ်လေ့ကျင့်ခန်းတွေအကုန်ကင်းလွတ်ခွင့်ပေးမယ်ဒါပေမဲ့အချက်တွေပါပါတယ်နိုင်ငံတကာပြိုင်ပွဲတွေမှာမဖြစ်မနေဝင်ပြိုင်ရမယ်ရစ်ချက်ဒေါသတကြီးထွက်သွားတယ်သူ့သမီးကိုငွေရှာဆက်တစ်ခုလိုမြင်နေတာရှင်းနေတယ်ဒါကြောင့်ရစ်ချက်ဆုံးဖြတ်ချက်ခိုင်မာသွားတယ်နီးပြကိုထုတ်ပစ်ပြီးပြိုင်ပွဲတွေအားလုံးကနေနှုတ်ထွက်ခဲ့တယ်ပုံမြင့်တဲ့ပြိုင်ပွဲတွေကဖိအားများစေတယ်ဒီအရွယ်မှာသူတို့ကစားစရာရှိတာကစားရမယ်ဒီလိုရဲ့ကြောင့်ဇနီးဖြစ်သူစိတ်ဆိုးသွားတယ်သူတို့မိသားစုကအယံဆင်းရဲပါတယ်ဒီကမ်းလှမ်းမှုကဖျားသခင်ပေးတဲ့လက်ဆောင်လိုပါပဲဒါပေမဲ့ရစ်ချက်ဆုံးဖြတ်ပြီးသားပါသမီးတွေရဲ့ထူးချွန်တဲ့မှတ်တမ်းတွေကြောင့်ရစ်ချက်ကရစ်မက်စီနဲ့ဆက်သွယ်နိုင်ခဲ့တယ်အမေရိကန်ရဲ့ထိပ်တန်းနီးပြဖြစ်ပြီးကိုပိုင်တင်းနှစ်အကယ်ဒမီလည်းရှိပါတယ်ညီမတွေရဲ့အရေးချင်းကိုမက်ဆီကတစ်ချက်ကြည့်တာနဲ့သိလိုက်တယ်သဘောကျတယ်ကောင်းလိုက်တာဟေးကလေးတွေဟေးလုံနေတာတွေကိုအယမ်းသဘောကျတယ်စာချုပ်တရက်ကိုချက်ချင်းရေးဆွဲခဲ့တဲ့ရစ်ချက်မှာပတ်စံမရှိတာကိုသုံးသပ်ပြီးအနာဂတ်ဝင်ငွေရဲ့15%ကိုယူဖို့အဆိုပြုခဲ့တယ်။ရော်ဂျီအနေနဲ့တင်းနှစ်ကိုယူမယ်မက်ဆီအတွက်တော့ဒါကအနိုင်တေချာတဲ့ပွဲပါ။နောက်ပိုင်းမှာရစ်ချက်ကသူ့ရဲ့အစီအစဉ်ကိုမက်ဆီကိုပေးခဲ့တယ်။သမီးတွေကိုစာချုပ်ချုပ်တယ်ဆိုတာတမိသားစုလုံးကိုချုပ်တာပါပဲ။မက်ဆီကလေ့ကျင့်ပေးရုံတင်မကအိမ်ကားနဲ့ကြောင်းကောင်းတွေပါထောက်ပံ့ပေးရမယ်။တောင်းဆိုချက်တွေကြီးပေမဲ့အနာဂတ်အကျိုးအမြတ်ကိုကြည့်ပြီးမက်ဆီသဘောတူခဲ့တယ်။ဒီလိုနဲ့မိသားစုဟာဖလော်ရီဒါကိုပြောင်းရွှေ့လာခဲ့ကြတယ်။အကယ်ဒမီမှာအမေရိကန်ရဲ့ထိပ်တန်းတင်းနှစ်သမားတွေနဲ့တွေ့ဆုံခဲ့တဲ့3နှစ်တာကုန်ဆုံးသွားတယ်။ဒီကာလအတွင်းညီမတွေဟာဘယ်ပွဲမှမရှင်ပြိုင်ခဲ့ရပါဘူး။နေ့တိုင်းလေ့ကျင့်တာကလွဲပြီးပညာရေးကိုပဲအဓိကထားခဲ့ကြတယ်။ဒီအပေါ်ဝေဖန်မှုတွေရှိပေမဲ့ရစ်ချက်ဂယူးမဆိုင်ခဲ့ပါဘူး။အချိန်မတန်သေးဘူးဆိုတာသူသိတယ်။ဒါပေမဲ့သမီးတွေတင်းနှစ်ကွင်းနဲ့ဘလောက်ဝင်ချင်နေကြလဲဆိုတာသူမသိခဲ့ဘူး။နောက်ဆုံးမှာအမကြီးကဖေဖေစီရောက်လာပြီးရင်ထဲကစကားတွေကိုပြောပြခဲ့တယ်။ဖေဖေပြောဘူးလေသမီးကမ္ဘာနံပါတ်1ဖြစ်ရမယ်ဆို။ဟင်းသွားကြရအောင်အဲ့ဒီလူတွေကိုပြကြရအောင်ဘာလာရင်ဆိုင်နိုင်ပါတယ်ဖေဖေကိုစိတ်ပြတ်အောင်မလုပ်ပါဘူးအဲ့ဒီကြမှာပဲရစ်ချက်သမီးကြီးပြင်းလာပြီဆိုတာသဘောပေါက်သွားတယ်3နှစ်ကြာပြီးနောက်အမကြီးကွင်းထဲကိုပြန်ဝင်လာခဲ့တဲ့ပွဲတစ်ခုလုံးရဲ့အဓိကအာရုံစိုက်ရာဖြစ်လာခဲ့တယ်ပွဲဥထွက်ကောင်းပါမလားလို့လူတိုင်းပြောဆိုနေကြတယ်ရစ်ချက်တို့မိသားစုအတွက်တော့ဒီနေရာရောက်ဖို့ကိုနှစ်တိုင်တိုင်စူးစမ်းခဲ့ရတာပါဒီအဆင့်ရောက်ဖို့လွယ်ကူခဲ့တာမဟုတ်ပါဘူးပွဲမစခင်ညမှာကြော်ညာရှင်တယောက်ကဒေါ်လာ3သန်းနဲ့စာချုပ်လာချုပ်တဲ့မိသားစုအရန်ဝမ်းသာပေမဲ့ဖေဖေမျက်နှာကတီးကြည်နေတဲ့ဆုံးဖြတ်ချက်ကိုသမီးစီမှာပဲပုံအပ်လိုက်တယ်ဒါပေမဲ့လည်းဒီလိုကြီးမားတဲ့ကမ်းလှမ်းချက်ကိုသူလက်မခံခဲ့ပါဘူး။နိုင်ရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တယ်။နောက်တစ်နေ့မှသူရှိရမယ့်နေရာဘယ်နာလဲဆိုတာသူသိလို့ပါပဲ။နောက်နေ့မှာမျှော်လင့်ချက်အတိုင်းဖြစ်လာခဲ့တဲ့စိုးရိမ်လို့
နှစ်ပွဲရှုံးခဲ့ပေမဲ့ချက်ချင်းစိတ်ကိုထိန်းချုပ်ပြီးအနိုင်ပြန်ယူနိုင်ခဲ့တယ်။ကွင်းထဲမှာဘယ်လိုလုပ်လိုက်တာလဲမယုံနိုင်စရာပဲ။ Nike ကသူ့ရဲ့အရေးချင်းကိုထပ်မြင့်သွားတဲ့ပမာဏကိုတိုးမြင့်ဖို့ဆုံးဖြတ်လိုက်ပြီးစာချုပ်ကြေးကိုဒေါ်လာ3 သန်းကနေ4 သန်းအထိတိုးမြင့်ပေးခဲ့တယ်။ဒါပေမဲ့ Richard ကသမီးရဲ့ဆန္ဒကိုလေးစားပြီးခဏစောင့်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါကနာမည်ရောငွေပါရမယ့်အခွင့်အရေးဖြစ်ကြောင်းနီးပြကပြောပြခဲ့တယ်။ဘာကြောင့်လဲဆိုတော့နောက်နေ့မှာသမီးကစံချက်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး Vicario ကိုနိုင်ရင်အသက်14နှစ်နဲ့ဘယ်တော့မှမပြိုင်ဘူးတဲ့ကလေးမလေးကကမ္ဘာအကောင်ဆုံးကစားသမားကိုနိုင်လိုက်မယ်ဆိုရင်အားကစားသမိုင်းမှာအကြီးမားဆုံးအနိုင်ရမှုဖြစ်လာပါလိမ့်မယ်။ Richard ကသမီးရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝယုံကြည်နေတယ်ညီမငယ်ကွင်းကိုစိုက်ကြည့်နေတာကိုမြင်တော့ညီမငယ်ရဲ့ရင်ထဲမှာရှိနေတဲ့မေးခွန်းကိုရစ်ချက်ရှင်းပြပေးခဲ့တယ်။သမီးအတွက်လည်းခက်ခဲနေတယ်မဟုတ်လားရိုးဝက်ချက်တစ်ခုပြောပြရမလား။သမီးအမကကမ္ဘာနံပါတ်1ဖြစ်လာမှာပါ။တန်တရားရှိစရာမလိုပါဘူး။သိပါတယ်။ဒါပေမဲ့သမီးကြတော့ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်လာမှာပါ။ဒါတွေအားလုံးကသူ့အစီအစဉ်အတိုင်းပါပဲညီမငယ်ကအမဖြစ်သူကိုကြော်တက်ချင်နေမှန်းသူသိတယ်။စိတ်သက်ကိုပိုကြန့်ခိုင်စေဖို့နဲ့တိုက်ပွဲဝင်စိတ်ကိုပိုမိုထက်မြက်စေဖို့သူရည်ရွယ်ချက်ရှိတားဆီးထားခဲ့တာပါ။အဲ့ဒီညမှာပဲအမကြီးချန်ပီယံပွဲစဉ်စီရောက်ရှိလာခဲ့တယ်။အသက်14နှစ်အရွယ်နဲ့ကမ္ဘာနံပါတ်1တို့ရှင်ပြိုင်ကြမှာဖြစ်ပြီးပွဲကြည့်စဉ်အပြည့်ပြည့်နေတယ်။ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာကပထမပွဲစဉ်မှာပြိုင်ဘက်ကသတိလက်လွတ်ဖြစ်သွားပြီး Venus ကိုအခွင့်အရေးတွေအကြိမ်ကြိမ်ပေးမိခဲ့တယ်ဒီအတွက် Venus ယုံကြည်ချက်အပြည့်နဲ့လွှမ်းမိုးလာနိုင်ခဲ့တယ်။ပြိုင်ဘက်ကဘလောက်ပဲသတိထားကစားပါစေပြန်တိုက်ခိုက်စရာလမ်းစာမရှိတော့ဘူး။အစွမ်းထက်တဲ့အချိန်နဲ့ Venus နောက်တစ်မှတ်ထပ်ယူလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာစပိန်ကစားသမားကလှည့်စားကစားဖို့လှုပ်လာတယ်ဘာလို့နေတာလဲအချိန်ဆွဲဖို့အိမ်သာသွားချင်အောင်ဆောင်ခဲ့တယ်။အချိန်တက်နေတဲ့ Venus အတွက်ဒါကသတင်းဆိုးပါပဲအာယုံမလွှင့်ဖို့နီးပြကပြောခဲ့ပေမဲ့အသက်14နှစ်အရွယ်ကလေးမလေးအတွက်ဒါကမလွယ်ကူလာပါဘူးမိနစ်30ကြာမှစပိန်ကစားသမားထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာအမကြီးကစိတ်မရှိတော့ပဲစိုးရိမ်လာတယ်ပြိုင်ဘက်ကတော့စိတ်ကိုပြန်ပြင်ဆင်ထားပြီးဖြစ်ပါတယ်အမကြီးရဲ့တိုက်စစ်ကိုမတုံ့လှုပ်ပဲရင်ဆိုင်နိုင်ခဲ့ပြီး Venus ကသာအမားတွေစက်တိုက်ကျူးလွန်လာခဲ့တယ်။ဟေးနီးပြကနှစ်သိမ့်ပေးဖို့ကြိုးစားခဲ့ပေမဲ့ရမှတ်တွေနီးကပ်လာတာနဲ့အမျှအကြက်တဲကရောက်လာတယ်။ပွဲပြီးသွားတဲ့အခါသူမနိုင်ခဲ့ပါဘူးအဝတ်လဲခန်းထဲမှာတယောက်တည်းပုံနေခဲ့ပြီးမိဘတွေကိုဘလို့ရင်ဆိုင်ရမယ်မှမသိတော့ပါဘူးဖေဖရဲ့အားပေးမှုနဲ့အတူသူအဝတ်လဲခန်းထဲကနေထွက်လာနိုင်ခဲ့တဲ့အပြင်မှာသူ့ကိုစောင့်နေတာကအရေးချင်းကိုလေးစားတဲ့ပရိသတ်တွေပါ။နောက်တစ်နှစ်နွေဦးမှာ Reebok နဲ့ဒေါ်လာ12 သန်းတန်စာချုပ်ချုပ်ဆိုခဲ့တယ်